ငွေကြေးရရှိမှုနာမည်ကျော်ကြားမှုတို့နဲ့နှေးစပ်တဲ့လက္ခဏာတစ်ခုကိုမျှဝေပေးပါမယ်မင်္ဂလာပါနက်ခတ်အိမ်မှာအားလုံးကိုကြိုဆိုပါရစေ။အောင်မြင်လမ်းကြောင်းဟာလက်ဘဝအောက်ခြေတနင်္လာဂျိုကုန်းကနေစတင်ပြီးတနင်္ဂနွေဂျိုကုန်းစီကိုတက်တက်မမတ်တက်သွားမယ်ဆိုရင်ဒီလိုလက္ခဏာကိုပိုင်ဆိုင်သူတွေဟာအပြောအဟောအလွန်ကောင်းပါတယ်။စကားလုံးရွေးချယ်မှုမှာပြောင်းမြောက်ပြီးတော့ချိုးတာတဲ့စကားပြောဟန်ကြောင့်လူတွေကိုစီယုံနိုင်စွမ်းဆွဲဆောင်နိုင်စွမ်းမြင်မာသူတွေဖြစ်ပါတယ်။စိတ်ကူးရင်ဆန်ပြီးနူးညံ့သိမ်မွေ့ပါတယ်။အလှပနဲ့အနုအယံတွေကိုနှိမ့်သက်တဲ့သူတွေပါ။အကယ်၍စိတ်ပိုင်းဆိုင်ရာနဲ့ဆိုးမိုးတဲ့နေပင်မှာဥပမာစာပေနုပညာမှာလောက်ကင်မယ်ဆိုရင်တော့နာမည်ကျော်စာရေးဆရာကြီးတွေအောင်မြင်ကျော်ကြားသူတွေဖြစ်လာနိုင်ပါတယ်။ဒီလိုအောင်မြင်လမ်းကြောင်းနဲ့အတူလက်ချောင်းထိပ်တွေကကလောချွန်တရန်ရှိနေမယ်ဆိုရင်ဒါဟာအနုပညာနဲ့အလွန်နှီးစပ်တဲ့လက္ခဏာပါ။ဒီလိုလက်ပိုင်ရှင်တွေကကြပြဆရာကောင်းတွေကြပြဖွဲ့ဆိုမှုအတတ်ပညာမှာထူးချွန်သူတွေဖြစ်လာနိုင်ပါတယ်။ကြပြကိုချင်းမြန်လို့ပြီးတော့အောင်မြင်ကျော်စောနိုင်ပါတယ်။တစ်ဖက်မှာလည်းတရားဟောဓမ္မကတိကတွေစပီကာတွေလည်းဖြစ်လာနိုင်ခြေရှိပါတယ်။တကယ်လို့လက်ချောင်းတွေကဖုထစ်ပြီးတော့4000တရံဖြစ်နေခဲ့မယ်ဆိုရင်တော့ဒီလိုလက်ပိုင်ရှင်တွေဟာတမိုင်းရာဇဝင်စတဲ့စာပေဆိုင်ရာတွေမှာကျော်စောနိုင်တဲ့အလားအလာရှိသူတွေပါ။သူစေတနာနဲ့ပတ်တန်းပြုစုခြင်းဆိုင်ရာအလုပ်တွေမှာအောင်မြင်မှုတွေရရှိနိုင်ပါတယ်။တဲ့လက်ဝါးပင်မှာတော့ဒီလိုအောင်မြင်လမ်းကြောင်းတစ်ခုပါရှိနေလားစစ်ဆေးကြည့်ပါဦး။ပါနေပြီဆိုရင်တော့တင်လဲငွေနဲ့နှီးစပ်သူပါ။အားလုံးမရှိစကားမကြားရသူတွေဖြစ်ပါစေ။